တီချကဘာတစ်ခုကဲ့သို့ထူခြားနေတဲ့ခြိုင်ဝမ်ကြီးအာဂျင်တီးနားနိုင်ငံရှိ Valley of the Moon ခြိုင်ဝမ်ကြီးဟာမီးတောင်များလွှမ်းမိုးထားတဲ့နေရာကြီးဖြစ်ပြီးခြောက်ကဘာများနဲ့ပြည့်နှက်နေပြီးနေရာအနှံ့ပြန့်ကျဲနေတဲ့တဘာဝကြောက်တုံကြီးများနဲ့ထူခြားနေပါတယ်။ပတ်ဝန်းကျင်ဟာလည်းခြောက်သွေ့နေပြီးတစ်ချိန်ကမြေဩဇာကောင်းမွန်ခဲ့တဲ့မြေနေရာများဖြစ်ကြောင်းလည်းသိရပါတယ်။ပညာရှင်များကဘူမိဗေဒဆိုင်ရာယဉ်ကျေးမှုအမွေအနှစ်တစ်ခုဖြစ်တဲ့ Valley of the Moon ဟာနှစ်တန်ပေါင်းများစွာမှာလေထုနဲ့ရေထုတိုက်စားမှုများကြောင့်ဖြစ်ပေါ်လာကြောင်းခန့်မှန်းထားကြပါတယ်။ထူးခြားစွာနဲ့တီချကဘာမှာရှုခင်းကြီးတစ်ခုကဲ့သို့စံပြနေတဲ့ဒီတောင်ကြားကြီးမှာဆိုရင်1993ခုနှစ်မှာလေ့လာမှုများအရဒိုင်နိုဆောများရဲ့ရုပ်ကြွင်းနမူနာများကိုပင်တွေ့ရကြောင်းလည်းသိရပါတယ်။ထိုများမကအပင်နဲ့တရိတ်ဆန်ရုပ်ကြွင်းပေါင်းများစွာတွေ့ခဲ့ရကြောင်းကိုလည်းသိရပါတယ်။အာဂျင်တီးနားအလယ်ပိုင်းမှာနှမြုပ်နေတဲ့ဆွဲဆောင်မှုရှိတဲ့ဒီတဘာဝရှုခင်းကြီးကို2000ခုနှစ်မှာ UNESCO မှာကမ္ဘာအမွေနဲ့နေရာများထဲမှာတစ်ခုအဖြစ်သတ်မှတ်ခဲ့ပါတယ်။ဒီနေ့ကိုလူပင်ယောက်လုံးတည်ဆုံးကြလေ။လူတွေဟာဝေဖပြီးရင်တည်ဆုံးကြရပါတယ်။ဖြစ်ပြီးရင်ပြက်စမြဲဆိုတဲ့အတိုင်းပြင်းပြအဖြစ်ကမ္ဘာတဝန်းမှာတနေ့ကိုလူပေါင်း3သိန်းခွဲလောက်ကအကြောင်းမျိုးမျိုးနဲ့တည်ဆုံးနေကြရပါတယ်။နှလုံးသွေးကြောဆိုင်ရာယောဂတွေနဲ့ကူးစက်ယောဂတွေကြောင့်တည်ဆုံးခြင်းကအထူးအကြောင်းရင်းဖြစ်ပြီးကင်ဆာအသက်ရှူလမ်းကြောင်းဆိုင်ရာယောဂပန်းနာရင်ကျန်းနဲ့မိမိကိုယ်ကိုတက်တည်တဲ့တည်ဆုံးခြင်းမျိုးတွေလည်းထပ်ရှိသေးပါတယ်။အရေးပြားပေါ်မှာတရားပါအမတ်သားတွေနဲ့ဖြစ်အောင်လုပ်နိုင်တဲ့ bulldog ပရွက်စိတ်များပရွက်စိတ်တွေဟာအကောင်ရွယ်စားအဖြစ်အတော်လေးတင်းငယ်တယ်လို့ဆိုနိုင်ပေမဲ့ထူးခြားတဲ့အကောင်လေးတွေပဲဖြစ်ပါတယ်။ခွဲလိုက်နေထိုင်တတ်ကြတဲ့အကောင်လေးတွေဖြစ်တာကြောင့်အုပ်စိုးလိုက်စီလုံးမှုပြင်းထန်ပြီးတော့တချို့ပရက်စိတ်တွေမှာဆိုရင်တော့တော်တော်လေးပြင်းထန်တဲ့အစိတ်တွေကိုတော့မှပိုင်ဆိုင်ထားတတ်ကြတာပဲဖြစ်ပါတယ်။ Bulldog ပရက်စိတ်တွေဟာလည်းအစိတ်အပြင်းဆုံးလို့တတ်မှတ်နိုင်တဲ့မျိုးစိတ်တွေထဲကတစ်ခုပဲဖြစ်ပါတယ်။သူတို့တွေရဲ့အစိတ်တွေဟာလူသားတွေရဲ့အရည်ပြားကိုဆိုးဆိုးဝါးလောင်ကျွမ်းသားစေတာပဲဖြစ်ပါတယ်။ပြင်းထန်တဲ့အဆစ်လိုမျိုးအမာရွတ်ဖြစ်သွားစေတဲ့အပြင်အစာမတန်နာခြင်းမှုကိုလည်းဖြစ်စေနိုင်ပါတယ်။ဒီလိုအကြောင်းရင်းတွေကြောင့်ပဲ Bulldog ပရွက်စိတ်တွေဟာ Greenland စံချိန်မှာအန္တရာယ်ရှိသောအကောင်တွေဖြစ်သတ်မှတ်ခံထားရတာပဲဖြစ်ပါတယ်။